milkshake brings all the boys to the farm, and they're like, it's better than yours. ကဲအားလုံးတောင်းဆိုထားလို့ရှုပ်ပွဲမှာဒီဝတ်ထားတဲ့ဝတ်စုံလေးပေါ့နော် handmade လေးပေါ့ဂျင်းကို handmade လုပ်ထားတဲ့ဟာလေးကိုဘယ်လိုလုပ်လဲဆိုတာလေးကိုပုံကအမတ်တရရိုက်ထားတာမို့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ပါတယ်အဓိကကပုံကပထမဆုံးပေါ့နော်ပုံဒီဂျင်းမှာပန်းဖောက်ဖို့အတွက်ကိုရိုင်းခဲနေပဲပုံကပန်းပွင့်လေးတွေ handmade ကိုဆွဲပါတယ်ဒီပန်းလေးတွေဆွဲတဲ့အဝတ်ထေရပေါ့နော်အရင်ဆုံးပုံကဒါအရင်ဆုံးဒါဘောင်းမီပေါ့နော်ဘောင်းမီကပုံက cutting က flare ပုံစံလေးပုံကညှက်ထားတာပါအဲ့တော့ဘောင်းမီကိုပုံကအရင်ဆုံးချုပ်ထားပါတယ်ချုပ်ထားပြီးမှပုံကဒီခွားချုပ်ယူမတွဲထားဘူးပေါ့နော်ဘေးချုပ်ယူတော့ပုံတွဲထားပါတယ်တကြောရဲလူချင်းလို့ပါပြီးွားတော့မှခွားချုပ်ယူမတွဲထားတဲ့ဒီဂျင်းကိုဖြန့်ပြီးတော့မှပုံကကိုလိုတလူပန်းပုံလေးတွေကိုအကုန်လုံးဂျင်းမှာဆွဲပါတယ်ပန်းပွင့်လေးတွေကတော့မညီမညာဖြစ်လဲရပါတယ်နေရအနှံ့ပေါ့နော်ခက်စိတ်စိတ်လေးဆွဲပါတယ်ပုံကတော့အဓိကပွင့်ဖက်ကိုပေါ့နော်၅ဖက်သို့မဟုတ်ရင်၄ဖက်ယူပြီးဆွဲတယ်။နောက်ပန်းကိုလည်းပုံကစိုက်စုံလေးဆွဲတယ်ပေါ့နော်။ဆွဲပြီးတော့ပုံကဒါအရင်ဆုံးအပေါက်ဖောက်ကြည့်ရပေါ့နော်။ဇာပေါက်ဖောက်တာဘယ်လိုလဲလှလားမလှလားပေါ့နော်။ကိုယ့်ဘာကိုစမ်းသိရတဲ့အရာတွေဖြစ်တဲ့အတွက်ဒါအဆင်ပြေမပြေရလဲကိုယ်တိုင်လုံးမအဆင်ပြေတာပါတပည့်တွေခိုင်းနေဆိုအဆင်မပြေမှုတွေရှိမှဆိုလို့ဒီဝတ်စုံတွေကကိုလှုပ်ချင်တာဖြစ်လို့ကိုယ်တိုင်ပဲကင်ပါတယ်ပြီးသွားတဲ့ခါမှာပုံကဒီဘောင်းမီလေးရဲ့ပုံဆွဲထားတဲ့ပန်းပွင့်လေးတွေအကုန်လုံးကိုပုံက handmade နဲ့ချီပန်းလေးတွေထိုးပါတယ်အဓိကပန်းပွင့်လေးတွေကိုဆွဲထားတဲ့ပန်းပွင့်လေးတွေရဲ့ပတ်လည်ကိုပေါ့နော်ဒါအလွယ်ဆုံးနည်းပေါ့နော်ဒါပုံတို့ပန်းထိုးတဲ့နီးမှာအလွယ်ဆုံးနီးပါပဲပုံဒီဝင်ချီထွက်ချီခေါ်တာပေါ့နော်ဝင်ချီထွက်ချီ style နဲ့ပဲပုံကဒီပန်းပွင့်လေးတွေကိုဘောင်းမီမှာကိုဆွဲထားတဲ့အပွင့်တွေအကုန်လုံးထိုးပါတယ်ဒီဟာကတော့ handmade ဖြစ်တဲ့အတွက်ပုံတက်တော့ဒီဝတ်စုံမှာပုံကအချိန်တော်တော်လေးပေးရပါတယ်ပြီးွားတဲ့အခါမှာပန်းပွင့်လေးတွေဆွဲတဲ့အခါမှာလည်းတစ်ခုနဲ့တစ်ခုဆက်နေရပါတယ်ဘာလို့လဲဆိုတော့ပန်းပွင့်ကိုပုံတို့အပေါက်ဖောက်တဲ့ခါကျရင်ဆက်မနေဘူးဆိုရင်ပေါ့နော်ဒီအပေါက်ကြီးကဘဲလန်းခက်ကြီးဖြစ်သွားမှာဆိုလို့ပါနောက်တစ်ခုကဒီခြီထိုးတဲ့ခြီပေါ့နော်ခြီထိုးတာလဲပုံကခြီသားစစ်စစ်လေးလိုချင်တော့ပုံတို့ကဒါအဝတ်စားချုပ်တဲ့ခြီကိုအသုံးပြုပါတယ်ဒါကတော့ပုံထိုးပြီးသွားတဲ့ပုံစံလေးပေါ့နော်ပြီးတော့ဒီလိုကာလာဖူးဒီဇိုင်းလေးထွက်ဖို့အတွက်ကိုပုံကရိုးရိုးအချီသားလေးကို9ရောင်လောက်ဆက်လိုက်ပါတယ်9ရောင်လောက်ဆက်ပြီးမှလက်ချုပ်အပ်မှာထိုးပြီးတော့မှပုံကထိုးထားတဲ့အတွက်ကိုကာလာလေးတွေအယောင်ပြေးနေပါတယ်ဒါအယောင်ပြေးချီမဟုတ်ဘူးကိုရိုင်းအချီကာလာလေးတို့3-4ပင်ဆက်ပြီးတော့မှကြစ်ပြီးမှထိုးထားတာပါပြီးသွားတော့ချီထိုးပြီးမှအပေါက်ဖောက်တာပို့အဆင်ပြေပါတယ်ပုံစောကချီမထိုးခင်အပေါက်ဖောက်တော့ဒီဂျင်းတွေကပို့ပြီးတော့ပေါ့နော်ဖွာကုန်တာပေါ့နော်ဆိုတော့ပုံကဒါချီထိုးပြီးမှပဲအပေါက်ဖောက်တော့တယ်ဒီဟာလေးကတော့ပုံဒါအင်ကြီးလက်ကလေးပေါ့နော်အင်ကြီးလက်ကလေးကတော့ပုံကလက်မောင်းရိုးလေးမှာပဲအဓိကအပေါက်ဖောက်တာပေါ့နော်ဆိုတော့ခြီထိုးပြီးတော့ဖောက်တဲ့အပေါက်ကကြောင့်အရန်ဆင်ပြေတယ်နောက်ဂျင်းဆိုတော့ထူးထွေထပ်ပြီးတော့အနာတက်ဆရာမလို့ပေါ့နော်အနာတက်တယ်ဆိုဥပမာဒီလိုဂန်းတို့ဘာလို့ ਨੇ ပေါ့နော်မီးတို့ပြီးတော့အနာတက်တာတော့ဘာလို့လုပ်ဆရာမလို့ပါဘူးဒီဂျင်းစာလေးတွေဖွာထွက်နေတာလဲတခုအင်ကြီးရဲ့ဒီဇိုင်းလိုဖြစ်နေတာပေါ့နော်လေးတွေဖောက်ထားပြီးပြီဒါလုံးဝဟိုကပန်းဖောက်ထားတဲ့ style ပေါ့နော်ဒီဟာဘောင်းမီလောက်တာပါပြီးတော့ဒီ handmade ပန်းဖောက်တဲ့ပုံမှာပြန်ပြီးတော့ဒီဇိုင်းလေးတွေဦးလာဆင်ပါမယ်ဒီဇိုင်းလေးတွေအကုန်လုံးကတော့ဒီပန်းလေးတွေနဲ့ကပ်ပြီးတော့ဒီပန်းလေးတွေနဲ့ကပ်ပြီးအလှဆင်ပါမယ်ဒီဟာလေးတွေကဘန်ကောက်ကနေဝယ်လာတာပေါ့နော်အခွင့်လေးတွေဘန်ကောက်ကနေဝယ်လာအဲ့တော့ဒီပန်းလေးတွေကိုမယ်နော်ဒီပန်းလေးတွေကအချီနဲ့ထိုးတာထဲပေါ့နော်ဒီဂန်းနဲ့ကတ်လိုက်ပို့လှလို့အချီရလည်းမပေါ်ချင်တော့ပုံကဒီဂန်းလေးနဲ့ကတ်ထားပါဒီအပွင့်လေးတွေကကြောင့်ဘန်ကောက်ကဝယ်လာတော့အရန်လှပါတယ်သူကပန်းပွင့်ပုံလေးတွေဖြစ်နေတယ်ပြီးတော့အလဲမှာလည်းအရန်လှတဲ့ Swarovski လေးလည်းပါတယ်စိန်ပွင့်လေးလည်းပါတော့ပြီးတော့ကာလာကလည်းပုံကရေဆူပေါ့နော်ကာလာအနုရင်ရေဆူလေးကိုလှအောင်လို့ကတ်တာပါဒီဟာလေးကတော့ပုံအထဲမှာဝတ်တဲ့ကော့ဆက်ရင်အုံလေးပေါ့နော်ရင်အုံလေးမှာလည်းပုံကပန်းပွင့်လေးတွေအုံထားတယ်ဒါပေမဲ့ရင်အုံကြီးတစ်ခုလုံးကိုတော့ပုံကမအုံဘူး
ရင်အောင်3ပုံ2ပုံလောက်ပဲအောင်တယ်ရင်အောင်ကြီးတစ်ခုလုံးကိုဒီပွင့်နေကလိုက်ရင်ပတ်ကြီးွားပြီးအရင်ရုပ်ဆိုရလေနော်ဆိုတော့ဒီအပွင့်လေးတွေလှတယ်လို့ပေါ့နော်ဒီဘောင်းမီမှာရောအင်ချီတွေမှာရောအထဲကရင်ကန်ကော့ဆက်လေးမှာရောနောက်ပြီးတော့ဒီဝတ်မဲ့အုတ်ထုပ်ကအစားပေါ့နော်ပုံပန်းပွင့်လေးတွေအကုန်လုံးအသေးစိတ်ကတ်တယ် handmade လေးတွေလုပ်တယ်နောက်ပြီးွားရင်ပန်းအကြွလေးတွေဂျင်းနဲ့ထက်ညှက်ပြီးတော့မှလည်းပုံဒီဇိုင်းဆင်တယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ပုံပထမဆုံးလုပ်တဲ့ပန်းဖောက်ဂျင်းပန်းဖောက်ပေါ့နော်ဒုတိယခောက်လုပ်ရင်တော့ဒီထက်ပိုကောင်းတဲ့နီးစနစ်ကိုအသုံးပြုပြီးတော့ထပ်ပြီးတော့လုပ်တဲ့ခါကြရင်လည်းအားလုံးမြင်ရအောင်လို့ပေါ့နော်ပုံထပ်ပြီးတော့ဗီဒီယိုလေးအမှတ်တရရိုက်ပေးပါမယ်ဒီဟာလေးကလည်းပွဲနည်းကလူကြိုက်များတဲ့ဝတ်စုံလေးဖြစ်သွားတဲ့အတွက်ပုံလည်းအရန်ပျော်ရွှင်မိတယ်ဒါကိုယ်တိုင်တကယ်ကိုအချိန်ကုန်ခံပြီးတော့မှဒီဝတ်စုံကြီးတစ်ခုလုံးကိုပေါ့နော်အသေးစိတ်ဖန်တီးထားတာဖြစ်လို့အားလုံးဒီဝတ်စုံလေးကိုကြိုက်တယ်ပြောတဲ့အတွက်ကိုလည်းတကယ်ကိုအမောပြေခဲ့ရတဲ့ဝတ်စုံလေးပေါ့နော်အမှတ်တရဝတ်စုံလေးပေါ့နော်ဒီဟာလေးကတော့အခုထားအင်ကြီးလက်လေးပြီးသွားပြီအင်ကြီးပေါ်တက်လေးကလည်းပုံကဒီကြောကုန်းလေးတွေကြောင့်အပားလေးလှုပ်ထားတဲ့ရင်ဘတ်လေးတွေရောဒါမှအထဲကကော့ဆက်လေးကိုဒီဇာဘာလေးကနေထွင်းဖောက်ပြီးမြင်ရအောင်လို့ပေါ့နော် Thank you ပါ